ရှောင်းအန်းတယောက်တည်းတစ်ပင်အောက်မှာထိုင်နေတာကိုတွေ့ရမှာပါအဲ့ဒီချိန်မှာဆရာဖြစ်သူရောက်လာပြီးရှောင်းအန်းမင်းဒီမှာရှိနေတာကိုလို့နှုတ်ဆက်ပါတယ်ဆရာရဲ့အခြေအနေကိုကြည့်ပြီးရှောင်းအန်းကဆရာရဲ့ခန္ဓာကိုယ်ကဆိုပြီးစိုးရင်တကြီးမေးတာပေါ့ဆရာကငါအခုအဆင်ပြေပါတယ်ငါကြောင့်တာမဟုတ်ရင်မင်းဒီလိုအခြေအနေမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ပြန်ဖြေပါတယ်ရှောင်းအန်းကဒါဆရာအမှန်မဟုတ်ပါဘူးဒါတွေအားလုံးကရေးချန်ဝမ်းကြောင့်ဖြစ်ခဲ့တာပါလို့ဆိုပါတယ်ဆရာကသူမကိုမင်းနဲ့သူကြားမှာထူးခြားတဲ့တန်ရောစဉ်ရှိခဲ့ပန်းငါသိပါတယ်ဒါပေမဲ့တည်သွားတဲ့သူကတော့ပြန်လာမှာမဟုတ်ဘူးလို့ဖြောင်းဖြောင်းရှောင်ပါတယ်ရှောင်းအန်းကတော့အမတ်တရားတွေနဲ့နှမျောနေပြီးကျမသိပါတယ်ဆရာဒါပေမဲ့ရေးချန်ကလူတွေပြောသလိုမျိုးလူဆိုးတယောက်လုံးဝမဟုတ်ပါဘူးအမှန်တရားကတော့သူဟာကျမစုံဘူးသမျှတယ်မှာတကယ်ကိုအမှန်ကန်ဆုံးနဲ့အကျဉ်းနာဆုံးလူသားတွေကတယောက်ပါတော့ပြောပါတယ်ဆရာကလည်းရှောင်းအင်းဘာပဲဖြစ်ဖြစ်ငါမင်းဘက်ကအမြဲရှိနေမှာပါမင်းငါကိုလိုအပ်တဲ့အချိန်တိုင်းငါရောက်လာခဲ့မယ်လို့ယုံကြည်ချက်ပေးပါတယ်ရှောင်းအင်းကဆရာကိုကျေးဇူးတင်စကားပြောနေတော့မှပဲရုတ်တရက်အော်ဟစ်တန်ကြီးကြားလိုက်ရပြီးမြင်ကွင်းကရိုဘက်ကိုပြောသွားပါတယ်ရိုကကျမကိုမတက်ပါနဲ့လို့အော်နေတာပါရှောင်းဝင်းကအတန်ကိုမှတ်မိသွားပြီးဒါရိုရဲ့အတန်ပဲတွားကြည့်ဦးမှာဆိုပြီးပြေးသွားပါတယ်အဲ့ဒီကိုရောက်တော့အခြေအနေကတော်တော်လေးတင်းမာနေပါပြီရိုကငိုယိုပြီးစီနီယာအမကြီးကျမအဲ့ဒီလိုရည်ရွယ်တာမဟုတ်ဘူးလို့တောင်းပန်နေတာပေါ့ရှောင်းဝင်းကဝိုင်ယန်ကိုရက်လိုက်စမ်းဝိုင်ယန်မင်းဒါဘာလုပ်နေတာလဲလို့လန့်អော်ပါတယ်ဝိုင်ယန်ကတော့မောင်မာစွာနဲ့ပဲငါကသူ့ကိုသင်ခန်းစာပေးနေတာပါသူကရိုက်ချက်တစ်ချက်တောင်မခံနိုင်ဘူးလို့ဘသူကသိမှလဲလို့ပြန်ပြောပါတယ်ရှောင်းအန်းကရိုကိုအစင်ပြေရဲ့လားလို့မေးတဲ့အခါဝိုင်ယန်ကစစ်နက်ဖကူမှဒေါသထွက်လာတော့တကယ်ကိုအရှင်ဝါကြီးတာပဲနော်ကြည်စမ်းသူကငါရဲ့ဝတ်ဆုံးကိုတမင်တကာဖျက်ဆီးပစ်တာဒီဝတ်ဆုံးက Nine Heavens မှာတဆုံတည်းရှိတာသူဘလို့ပြန်ပေးဆက်မှာလဲငါကသူ့ကိုပြစ်ဒဏ်အသေးလေးပေးပြီးတတိပေးနေတာပါလို့လောင်ပြောင်ပါတယ်ရှောင်းအန်းကဒေါသတကြီးနဲ့ငါထင်ထားတဲ့အတိုင်းပဲမင်းတို့လူတွေအထက်တော့တာမန်တပြေးလေးတယောက်ရဲ့အတက်ကဘာတန်မိုးမှမရှိဘူးပေါ့ဒီလို Nine Heavens မှာနေရတာကောဘာထူးမှလဲလို့ပြောပြီးရိုကိုခေါ်ထုတ်သွားပါတယ်ဝိုင်ယန်ကနေဦးရက်လိုက်စမ်းလို့ငါပြောနေတာမင်းကဒီအတိုင်းထွက်သွားလို့ရမယ်ထင်နေတာလားလို့အနောက်ကနေအော်ဟစ်နေတော့မှာပဲဆရာဖြစ်သူကဝိုင်ယန်မင်းသူတို့ကိုတားလို့မရဘူးကိုထပ်ပြီးအရှက်မခွဲပဲသူတို့ကိုတွားခွင့်ပေးလိုက်ပါလို့တားလိုက်ပါတယ်ရှောင်းအန်းကအမတ်တရတွေပြည့်နေတဲ့နေရာအောင်လေးတစ်ခုကိုရောက်သွားပါတယ်သူမကပတ်ဝန်းကျင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ပြီးဒါဟာသူ့နဲ့ကျမအတူတူနေခဲ့တဲ့နေရာလေးပေါ့တစ်ချိန်ကဒါဟာကျမတို့ရဲ့အိမ်လေးဖြစ်ခဲ့တာအခုတော့ရှင်းထွက်သွားပြီဆိုတော့ကျမဒီမှာပဲရှင့်ကိုစောင့်နေပါမယ်လို့ရည်ရွက်ပါတယ်သူမကပစ္စည်းဟောင်းလေးတွေကိုကိုင်ကြည့်ပြီးအတိတ်ကအကြောင်းအရာတွေကိုပြန်သတိရနေတာပါရေးချန်ကသူမကိုပစ္စည်းတစ်ခုပေးခဲ့တော့ကဒါဟာငါအမေရဲ့နောက်ဆုံးအမှတ်တရပါငါကြောက်တဲ့အချိန်တိုင်းဒါကငါ့ကိုကာကွယ်နေသလိုခံစားရတယ်အခုတော့ငါမရှိတဲ့အချိန်မှာမင်းကိုကာကွယ်နိုင်ဖို့အတွက်ဒါကိုမင်းကိုပေးခဲ့မယ်ပြီးတော့ဒီမြေအယုတ်လေးကလည်းမင်းအတွက်အမှတ်တရပေါ့တကယ်လို့ငိုင်းလက်အဆုံးသက်ကနီးနေပြီဆိုရင်တော့နောက်တော့မှတခြားတစ်ယောက်ကိုချစ်ခွင့်ပြုပါတယ်လို့ပြောခဲ့တာကိုတတိယနေတာပေါ့အကယ်ဒမီအပြင်ဘက်ကိုထွက်လာတဲ့အခါမှာတော့ရှောင်းအန်းကတာမန်လူတွေနဲ့ထိတ်တိုက်တွေ့ပါတယ်လူတွေကထွက်လာပြီးညာနတ်ဖကူကိုအပြက်ရှင်းခဲ့တဲ့ရဲခဲဆိုတာရှင်းပါလားလို့အော်မေးကြပါတယ်ရှောင်းအန်းကဘာကိစ္စရှိလို့လဲလို့မေးတဲ့အခါလူတွေကငိုယိုပြီးညာနတ်ဖကူကကျွန်တော်တို့ရဲ့အိမ်တွေကိုဖျက်ဆီးခဲ့တယ်မိသားစုတွေလည်းဆုံးရှုံးကုန်ပြီအခုဆိုရင်အိမ်ချေမရှိပြီးတောင်းပန်စားနေရတော့တယ်ဘလို့ဆက်ရှင်ထိုင်ရမယ်လဲတောင်မသိတော့ဘူးကျေးဇူးပြုပါစစ်နတ်ပကူမရဲလို့အတန်းတခံဖြိုးကြပါတယ်ရှောင်းအန်းလည်းစိတ်မကောင်းဖြစ်သွားပြီးတကယ်လို့မင်းတို့မှာသွားเสียနေရမရှိဘူးဆိုရင်တော့ဒီမှာပဲနေနိုင်ပါတယ်ဒါပေမဲ့မင်းတို့ကိုယ်တိုင်စူးစမ်းအားထုတ်ရမယ်နော်လို့ပြောလိုက်ပါတယ်အိမ်ချေမရှိလူတွေလည်းဝမ်းသာအားရကခုံးကြပြီးကျွန်တော်တို့နေစရာအိမ်ရပြီးအခုတော့ဘသူမှဒုက္ခပေးနိုင်တော့ပါဘူးလို့အော်ဟစ်ပျော်ရွှင်နေကြပါတော့တယ်ရှောင်းအန်းကတော့အခုဆိုရင်အိမ်ချေမရှိလူတွေကိုပါကူညီစောင့်ရှောက်နေပြီစစ်နက်ဖေးအမကိုကျေးဇူးတင်ပါတယ်လို့လူတွေကဝိုင်းဖြိုးကြတဲ့အခါရှောင်းအန်းကအားလုံးကိုအေးအေးဆေးဆေးဖြောင်းဖြစ်ရင်ဒါမျိုးလုပ်เสียမလို့ပါဘူးကျေးဇူးပြုပြီးအားလုံးထားကြပါလို့ဆိုပါတယ်
လူတွေကသူမကိုတဖက်ဖွာကျေးဇူးတင်ရင်းနဲ့အထဲကိုဝင်သွားကြတာပေါ့အဲ့ဒီအချိန်မှာကောင်လေးအစ်စ်လေးတယောက်ကရှောင်းအန်းနားမှာရက်တန့်သွားပြီးမမကမတေမျိုးနဲ့ဖျားမလားဟင်းလို့မေးပါတယ်ရှောင်းအန်းကပြုံးပြီးမဟုတ်ပါဘူးမမကလည်းမောင်လေးတို့လိုတာမန်လူသားတယောက်ပါပဲလို့ဖြေတာပေါ့ကောင်လေးကဒါဆိုဘာလို့ကျွန်တော်တို့လိုအိမ်ချေမဲ့တွေကိုကူညီပေးတာလဲလို့ထပ်မေးတဲ့အခါရှောင်းအန်းကဘာလို့လဲဆိုတော့အကိုတယောက်ကမမကိုအဲ့ဒီလိုပဲတင်ပေးခဲ့လို့လေမမလည်းမောင်လေးတို့လိုပဲဖြစ်ချင်တာပါလို့ပြန်ဖြေပါတယ်ကောင်လေးကတက်ကြွစွာနဲ့ကျွန်တော်ရှောင်းရှိတို့ကတော့ကျွန်တော်အင်ကိုကာကွယ်တဲ့နေရာမှာမမကိုကူညီပေးမယ်လို့ကတိပေးပါတယ်လို့ပြောလိုက်ပါတယ်အခုမြင်ကွင်းကတော့နတ်ဖျားအရှင်ရဲ့ညီလာခန်းရှိပြောင်းသွားပါပြီအကြီးအကဲတွေကအစီရင်ခံစာတင်နေကြတာပေါ့အကြီးအကဲတယောက်ကနတ်ဖျားအရှင်ညံ့နတ်ဖျားပျောက်ကွယ်သွားပြီးနောက်မှာအခုဆိုရင်လောကကြီးကငြင်းချမ်းသွားပါပြီလူတွေလည်းပျော်ရွှင်နေကြတာမို့ဒါဟာအောင်ပွဲခံရမယ့်အချိန်ပါပဲလို့ရှောင်းတင်ပါတယ်နတ်ဖျားအရှင်ကအေးဆက်တဲ့လေးထန်နဲ့ငါတိတယ်မင်းတို့သွားနိုင်ပြီလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့နတ်ဖျားအရှင်ရဲ့အစ်စ်အမှန်မျက်နှာဖုံးကွာကြလာပြီးတော်သေးတာပေါ့ငါကအရန်အစီအစဉ်တစ်ခုပြင်ထားခဲ့လို့မင်းကိုငါနားမှာထားခဲ့တာနောက်ဆုံးတော့အသုံးဝင်လာပြီပဲလို့ကို့ဘာသာရေလွတ်နေတာပါမြင်ကွင်းပြောင်းသွားတဲ့အခါရှောင်းရဲအိပ်ပျော်နေတာကိုတွေ့ရပေမဲ့အိမ်မက်ထဲမှာကနာမငင်ဖိရှာပါတယ်သူမဟာသူမရဲ့နာမည်ဖြစ်တဲ့ဘိုင်ရှောင်းအန်လူခေါ်တဲ့ကိုထပ်ခါတလဲကြားနေရတာပါသူမရုတ်တရက်နိုးလာပြီးငါဘာလို့အခုထိညနက်ဖျားရဲ့အိမ်မက်တွေကိုမြင်နေရတာလဲလို့တွေးနေမိပါတယ်အဲ့ဒီနောက်မှာတော့နတ်ဖျားအရှင်စီကိုလူတယောက်ရောက်လာပြီးနတ်ဖျားအရှင်ကျွန်တော်ကိုတခုခုအမိန့်ပြီးဖို့ခေါ်လိုက်တာလားလို့မေးပါတယ်နတ်ဖျားအရှင်ကပါးနက်တဲ့ပုံစံနဲ့မှန်တာပေါ့ဒါဟာမင်းကိုရာစုနှစ်ပေါင်းများစွာအထိကြော်ကြားသွားစေမယ့်အလုပ်တစ်ခုပဲလို့ဆိုပါတယ်အဲ့ဒီလူကလည်းလောပဇောနဲ့ကျေးဇူးတင်ပါတယ်နတ်ဖျားအရှင်လို့ပြောတာပေါ့နတ်ဖျားအရှင်ကစိတ်ထဲမှာနဲ့ပြုံးပြီးငါအတွက်နောက်ထပ်စွမ်းအားတွေလိုအပ်နေသေးတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်တခြားပြင်ဆင်စရာလေးတွေရှိသေးတာပေါ့လို့တွေးနေပါတယ်မြင်ကွင်းပြောင်းသွားတဲ့အခါရှောင်းအန်းနဲ့သူမရဲ့တငယ်ချင်းတို့လမ်းလျှောက်နေကြတာပါသူမရဲ့တငယ်ချင်းကမုတ်တခုပေးရင်းနဲ့ကဲရှောင်းအန်းဒါလေးမြည်ကြည့်ဦးအရန်ကြိုတာပဲလို့ပြောပါတယ်ရှောင်းအန်းကလည်းအင်းတကယ်ပဲကြိုတာပဲနော်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲလူအုပ်ထဲကနေစူညိုင်တန်းထွက်လာပြီးဟောကြည့်ကြအောင်ဒါစစ်နက်ဖျားမှာရှောင်းအန်းနဲ့ညနက်ဖျားရေချမ်းမဟုတ်လားလို့အော်ပြောကြတယ်နောက်တစ်ယောက်ကလည်းမဖြစ်နိုင်ပါစစ်နက်ဖျားမှာကအဲ့ဒီလူယုံညမ်းတဲ့ကောင်နဲ့ဘလို့လုပတ်တတ်နိုင်ပါလဲညနက်ဖျားဆိုတာအယုံညမ်းဆုံးပဲဥစားလို့အော်ပြန်သွားတယ်လူတွေကစတင်ဆဲဆိုကြပြီးအခုတော့ရှင်းသွားပြီးရှောင်းအန်းနဲ့ညနက်ဖျားကရီးစားတွေဖြစ်နေတာပဲမင်းရှက်တန်ရှက်ဆန်းပါအောင်လို့အော်ဟစ်နေကြတာပေါ့ရှောင်းအန်းကဒေါသထွက်ပြီးအဲ့ဒီပုံရိပ်ကိုရိုက်ခွဲလိုက်တဲ့အခါလူတွေကပိုပြီးဒေါသထွက်သွားကြပါတယ်ကြည့်ကြအောင်သူစိတ်ဆိုးသွားပြီဆိုတော့ဒါအမှန်ပဲပေါ့ရှောင်းအန်းမင်းမအပြစ်ရှိလေလို့စွပ်ပိုင်းကြတာကြောင့်ရှောင်းအန်းတော်တော်လေးစိတ်အနှောက်အယှက်ထွက်သွားရပါတယ်သူမရဲ့တငယ်ချင်းကရှောင်းအန်းသူတို့စကားတွေကိုဂယုမဆိုင်နဲ့ဒီကနေသွားကြရအောင်လို့ခေါ်ထုတ်သွားပါတယ်အဲ့ဒီနောက်မှာမြင်ကွင်းဖြောင်းသွားပြီးရှောင်းအန်းရဲ့အိမ်မက်ထဲမှာညနက်ဖျားပေါ်လာပြန်ပါတယ်သူကနောက်ထပ်အလဲကတော့ညမျိုးစုပဲလို့ပြောတဲ့အခါရှောင်းအန်းကထိတ်လန့်တစားနဲ့ညနက်ဖျားရှင်ဒီမှာဘာလုပ်နေတာလဲလို့မေးပါတယ်သူကမင်းကိုယ်တိုင်ငါ့ကိုဒီကိုခေါ်လိုက်တာလေရှောင်းအန်းမင်းအရှုံးပေးလိုက်ပြီမဟုတ်လားအဲ့ဒီလူမိုက်တီကမင်းကိုညင်းပယ်လိုက်ကြပြီလေရှောင်းအန်းကတော့ဒါသူတို့ရဲ့ပြဿနာပဲလို့ပြန်ပြောလိုက်ပါတော့တယ်ငါနဲ့ဘာမှမပတ်သက်ဘူးလို့ရှောင်းအန်းကငင်းပေမယ့်အိမ်မက်ထဲကအတန်းကတကယ်လို့ falling snow တောင်ကြားတာပျက်စီးသွားမယ်ဆိုရင်ရောမင်းအတွက်ဘာမှမဖြစ်ဘူးလားလို့ထပ်ပြီးဆွတ်ပေးနေပါတယ်ရှောင်းအန်းလက်နိုးလာတဲ့ကတကယ်ကိုဇဝေဇဝါဖိနေတာပေါ့ငါဘာလို့ညာနဲ့ဖျားအိမ်မက်တွေပဲမြင်နေရတာလဲရေချမ်းဝမ်ကအခုထိအသက်ရှင်နေသေးတာလားလို့သူမကိုသူမမင်းနေမိပါတယ်သူမဟာအပြေရှာဖို့အတွက်ညမျိုးနွယ်စုစီကိုရောက်သွားတဲ့အချိန်မှာပဲမတေမျိုးကားနဲ့စစ်တပ်ကြီးရောက်လာပါတော့တယ်ရှောင်းအန်းကဒီကနေဘေးကန်းအောင်ထွက်သွားဖို့ကြိုးစားနေတော့မှပဲအကြီးအကဲကပိုင်ရှောင်းအန်းအခုတော့တေချာသွားပြီမင်းညမျိုးနွယ်စုနဲ့ပူးပေါင်းနေတာပဲဒီနေ့တော့ငါတရားစီရင်ပြီးမင်းတို့အားလုံးကိုအပြည့်ရှင်းပြမယ်လို့ဟိန်းဟောက်လိုက်ပါတယ်ရှောင်းအန်းကတော့ဒီလူတွေကဘာလို့တိုက်ခိုက်နေကြတာလဲဆိုပြီးအံ့ဩနေရတာပေါ့ဆရာဖြစ်သူကရှောင်းအန်းဒါတွေကငါတို့ရဲ့ရန်သူတွေပဲမိန်ကြားတွေကဝင်မပါနဲ့လို့ပြောပါတယ်ရှောင်းအန်းကသူတို့ကိုတားဖို့ကြိုးစားတဲ့အခါလူတွေကကြည့်ကြအောင်ရှောင်းအန်းကညမျိုးနွယ်စုကိုကာကွယ်ပြီးနေတယ်လို့ထပ်ပြီးဆွဆွဲကြပြောပါတယ်ရှောင်းအန်းကသူမအဲ့ဒီလိုရည်ရွယ်ကမဟုတ်ပဲစစ်ပွဲကိုတားဆီးဖို့တခြားနီးလန်းရှာခြင်းယုံပါလို့ရှင်းပြပေမယ့်အကြီးအကဲကတော့စောက်တလွဲတွေပြောမနေနဲ့လို့အော်ပစ်လိုက်ပါတယ်တကယ်လို့ငိမ့်ချမ်းတဲ့နီးနဲ့ဖြည့်ရှင်းလို့ရရင်နှစ်ပေါင်းထောင်ကြီးကြာအောင်ဒီညမျိုးနွယ်စုက
သူတို့ရဲ့ရုပ်မာတဲ့အပြုအမူတွေကိုဘာလို့ရက်မပစ်ခဲ့တာလဲမင်းငါရဲ့ယုံကြည်မှုကိုဖျက်ဆီးလိုက်ပြီးမင်းဟာဒီကိုင်းရဲ့နာမည်ကိုဖျက်ဆီးတဲ့အမဲဆက်ပဲလို့ဒေါသတကြီးပြောပါတော့တယ်အဲ့ဒီအချိန်မှာညမျိုးနွယ်စုကလူတစ်ယောက်ကပြန်ပြီးရန်တွေ့ပါတယ်စကားကြီးစကားကျယ်ပြောမနေနဲ့ကြားရတာတောင်ရဲချင်တယ်ရှင်တို့လိုယုံညံ့တဲ့ဂိုင်းနဲ့ဘသူကငင်းချမ်းစွာနေချင်ပါလဲဒီအဖိုးကြီးနဲ့စကားပြောပြီးအချိန်ဖြုံးမနေနဲ့တော့ငါတို့ညမျိုးနွယ်စုကိုတိုက်တဲ့သူမသမျှအသေးပဲလို့ဆိုပါလေရှောင်းအန်းကတော့တိုက်ပွဲကိုတားဖို့အတွက်ကြားထဲကနေခုံဝေလိုက်ပါလေဘာလို့နှစ်ပေါင်းထောင်ကြီးကြအောင်ဒီတိုက်ပွဲတွေကထင်နေရတာလဲဒါကိုတားဖို့နီလန်းဘာလို့မရှိတာလဲဒါတွေအားလုံးရဲ့ရည်ရွယ်ချက်ကဘာလဲပြီးတော့ရေချောင်းကလည်းတကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲလို့သူမကတွေးနေတာပါသူမကငါအမှန်တရားကိုမသိရမချင်းသူတို့ကိုတိုက်ခိုက်ခွင့်မပေးနိုင်ဘူးလို့အော်ပြောလိုက်ပါတယ်ဆရာဖြစ်သူကရှောင်းအန်လန်းကဖယ်လိုက်စမ်းလို့အော်ပေမယ့်သူမတော့မဖယ်ပါဘူးအကြီးခဲကဒေါသနဲ့စိတ်မကောင်းဘူးရှောင်းအန်မင်းကတော့ Nine Heavens ကိုစန့်ကျင်ပြီးညမျိုးနယ်စုဘက်ကရက်တီသွားပုံရတယ်။ယွန်ကြီးကဒီကနေ့သွားကြရအောင်လို့ဆိုပါတယ်။အခုတော့နတ်ဖျားအရှင်ရဲ့နန်းတော်ထဲမှာအခြေအနေကတော်တော်လေးတင်းမာနေပါပြီ။အကြီးခဲကပြီးခဲ့တဲ့ကိစ္စပြီးကတည်းကလူတွေကကြီးညိုမှုတွေပိုများလာပေမဲ့အခုရှောင်းအဲမှာညမျိုးနယ်စုနဲ့ပူးပေါင်းသွားပြီးသူမဟာအနာဂတ်မှာငါတို့အတွက်ကြီးမားတဲ့ချင်းချုံမှုဖြစ်လာလိမ့်မယ်လို့မြောက်ပင်ပေးနေပါတယ်။ဆရာဖြစ်သူယွန်ကြီးကတော့မဟုတ်ပါဘူးရှောင်းအန်းကလောကသုံးပိုင်းငြိမ်းချမ်းဖို့ပဲလိုလားတာပါသူမမှာငါတို့ကိုတစ္ဆာဖောက်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ကာကွယ်ပြောဆိုပါတယ်နတ်ဖျားအရှင်ကမင်းဘာတွေးနေတယ်လဲဆိုတာငါ့ကိုလာတင်မနေနဲ့မင်းကိုယ်တိုင်ပဲသူမကိုဒီကိုင်းနဲ့ခေါ်ပြီးထက်ခါကာကွယ်ပေးနေတာမဟုတ်လားငါမင်းကိုလေးစားလို့အခုထိတီးခံပေးခဲ့တာဒါပေမဲ့အခုသူမကဗျောင်ကြပြီးတစ္ဆာဖောက်နေပြီးမင်းကအခုထိမျက်စိမိတ်အောင်မလားလို့ငေါက်ပါတယ်ယွန်ကြီးကကျွန်တော်သူမဘက်ကရက်တီနေတာမဟုတ်ဘူးဒီကိစ္စကိုတေချာစုံစမ်းစစ်ဆေးဖို့တစ်ချိန်လေးပေးပါလို့ပြက်သားတောင်းဆိုပါတယ်နတ်ဖျားရှင်ကတက်တေတွေကအထင်ရှားပဲမင်းကသူမအတွက်အချိန်ဆွဲနေတာပဲ Falling Snow တောင်ကြားကိုပျက်စီးပစ်ဖို့ဒါငါရဲ့အမိန့်ပဲလို့អော်ပါတော့တယ်ယွန်းကြီးကသူ့ဆုံးဖြတ်ချက်မှာတည်မြဲနေပြီးနတ်ဖျားရှင်ရဲ့ဒေါသကလည်းအထွတ်ထိပ်ကိုရောက်နေပါပြီအဲ့ဒီအချိန်မှာဝမ်ယန်ရောက်လာပြီးအဖေကျေးဇူးပြုပြီးဒေါသကိုလျှော့ပါအောင်လို့တားရှာပါတယ်နတ်ဖျားရှင်ကမင်းရဲ့အမားကိုဝန်ခံသလားလို့ငါမေးနေတယ်လို့អော်လိုက်တဲ့အခါယွန်းကြီးကခေါင်းကုန်ပြီးကျေးဇူးပြုပြီးရှောင်းဝမ်းကိုလွတ်ဖေးပါလို့ပဲတောင်းဆိုပါတယ်နတ်ဖျားရှင်ကပူပြီးစိတ်ဆိုးသွားပြီးငါမင်းကိုအလိုလိုက်ကများသွားပြီထင်တယ်မင်း Nine Heavens ရဲ့တာဝန်တွေနဲ့ငါကိုတောင်မေ့သွားပြီလားဒီနေ့တော့မင်းကိုတင်ကန်းစာပေးရမယ်လို့ဆိုကယွန်းကြီးကိုအပြစ်ပေးပါတော့တယ်ဝမ်ယန်ကငိုယိုပြီးမလို့ပါနဲ့ယွန်းကြီးမင်းမြန်တောင်းမှလဲပါမဟုတ်ရင်ရှင်အသက်ခံရလိမ့်မယ်လို့အော်ဟစ်တားဆီးရှာပါတယ်ယွန်းကြီးမှာတော့ဒဏ်ရာတွေအများကြီးရနေပြီမဲ့ကျေးဇူးပြုပြီးအမင်းကိုပြန်ယူသိမ်းပေးပါလို့ပဲတောင်းဆိုနေစေပါနတ်ဖျားအရှင်ကမုန်းတီးစွာနဲ့မင်းငါကိုအယံစိတ်ပြတ်စေတာပဲငါမင်းကိုပြုစုပြိုးထန်ပေးခဲ့တာကိုမင်းကကျေးဇူးကမ်းတဲ့သူလိုပြုမှုနေတယ်လို့ဆိုပါတယ်အဲ့ဒီနောက်စစ်တီတို့သူ့ကို Nine Heavens အပြင်ဘက်ကိုလွှင့်ပစ်လိုက်ကြစမ်းငါမျက်နှာကိုတော့မမြင်ကျင်တော့ဘူးလို့အမိန့်ပေးနေတာပေါ့ဝမ်ယန်ကတော့မလွတ်ပါနဲ့ဖေဖေဒီလိုမျိုးမလွတ်ပါနဲ့လို့ပဲအော်ဟစ်ကြံရခဲ့ပါတယ်ဝမ်ယန်ထော်ဖို့ပြင်တော့နတ်ဖျားအရှင်ကမင်းဘယ်သွားမလို့လဲလို့လှမ်းမိပါတယ်ဝမ်ယန်ကဖေဖေသမီးပြင်းလို့လမ်းလျှောက်မလို့ပါလူစင်ကြေပေးပေမဲ့နတ်ဖျားရှင်ကခတ်ထန်တဲ့အတန်နဲ့မင်းဘာတွေးနေတယ်ဆိုတာငါသိတယ်မင်းစိတ်ထဲမှာယွန်းကြီးအပေါ်ခံစားချက်တွေရှိနေတာပဲဒါပေမဲ့ရှောက်အန်းကြောင့်ယွန်းကြီးကအခုဆိုရင်အမားအမှန်ကိုခွဲခြားမနိုင်တော့ဘူးသူကမင်းနဲ့မထိုက်တန်တော့ဘူးအခုကစပြီးသူကိစ္စတွေမှာဝေမပါနဲ့တော့မင်းအတွက်ပူပြီးတော်တဲ့ခင်မွန်းလောင်းတဲ့အောင်ငါရှာပေးမယ်လို့ဆိုပါတယ်အဲ့ဒီနောက်ဝမ်ယန်ကိုစောင့်ကြည့်ဖို့အတွက်ရှောင်းယုံဝမ်ယန်ကိုသူ့အခန်းထဲခေါ်သွားလိုက်ပါသူနာနာနေရှိပါစေလို့အမိန့်ပေးလိုက်ပါတယ်ဝမ်ယန်ကသူ့အခန်းကိုပြန်ရောက်တော့ရှောင်းယုံကိုငါတို့ပြန်ရောက်ပြီလေနင်ဘာလို့ငါ့နောက်ကနေလိုက်နေတာလဲလို့မေးပါတယ်ရှောင်းယုံကနတ်ဖျားအရှင်ကတခင်မလေးတစ်ခုခုဖြစ်မှစိုးရင်လို့ကျမကိုအတူနေပေးဖို့ခိုင်းထားတာပါလို့ဖြေပါတယ်ဝမ်ယန်ကတော့စိုးရင်တယ်လို့သာပြောတာတကယ်တော့ငါ့ကိုစောင့်ကြည့်ဖို့တချို့လွှတ်လိုက်တာပဲလို့စိတ်ထဲကနေကြိတ်တွေးနေတာကောအဲ့ဒီနောက်သူမကကောင်းပြီလေတွားငါအတွက်လက်ဖက်ရည်တွားဖြော်ကြည့်လို့ခိုင်းလိုက်ပါတယ်လက်ဖက်ရည်တောက်တော့လဲဒါကဘလောက်တောင်ပူနေတာလဲငါဘလို့တောက်ရမလဲဆိုပြီးဟန်ဆောင်ကခွက်ကိုပစ်ပေါက်လိုက်တာအတုံးမကြတဲ့ဟာလက်ဖက်ရည်တောင်တေချာမဖြော်နိုင်ဘူးဒါတွေကိုရှင်းလိုက်ပြီးတော့လက်ဖက်ရည်ဖြော်လာမတတ်မချင်းအထဲကိုပြန်မလာနဲ့အပြင်ထွက်သွားလို့မောင်းထုတ်လိုက်တာပေါ့ရှောင်းယုံအပြင်ရောက်သွားတော့မှဝမ်ယန်ကငါအဲ့ဒီရှောင်းအန်းကိုမတွေ့ချင်ပေမဲ့ယွန်းကြီးကိုကယ်နိုင်တာသူတယောက်ပဲရှိတယ်လို့ကိုပါကိုပြောပါတယ်မြင်ကွင်းက Falling Snow တောင်ကြားစီပြောင်းသွားတာကိုတွေ့ရမှာပါသွားကြအကုန်ထွက်သွားကြလို့အော်ဟစ်နေကြတာပေါ့ရိုကဝမ်းနေဆိုနဲ့အခုတော့ဒီတောင်ကြားမှာငါတို့ကိုလွယ်လို့အားလုံးထွက်သွားကြပြီ
Nine Heavens ကဒီလောက်အောက်တန်းကြတဲ့လောက်ရမျိုးလုပ်ပြီးမင်းအပေါ်မှာဆွဆွဲချက်အမားတွေလှုပ်လိမ့်မယ်လို့ငါလုံးဝမထင်ခဲ့ဘူးလို့ဆိုပါတယ်။ရှောင်းအန်ကလူတွေရဲ့စိတ်ကိုဖတ်ရတာခတ်ပါတယ်။ဒါမျိုးငါပထမဦးဆုံးခံစားရတာမဟုတ်ဘူးလို့ပြန်ပြောပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့စီကိုလျှို့ဝှက်သတင်းစကားတစ်ခုရောက်လာပါတယ်။ရိုရိုကရှောင်းအန်မစိုးရင်ပါနဲ့ငါတသက်လုံးမင်းဘက်ကရှိနေမှာပါလို့အားပေးတာပေါ့။ရှောင်းအန်ကသူမကိုကျေးဇူးတင်နေတော့မှပဲတောက်ပနေတဲ့အရာတစ်ခုကိုမြင်လိုက်ပါတယ်။ရိုရိုမြန်ကြည့်ဦးဒါမတင်မျိုးနွယ်ရဲ့သတင်းစကားပဲလို့ဆိုပြီးဖတ်လိုက်တဲ့အခါမှာတော့ဆရာယွန်ကြီးရဲ့အသက်က အန်ဒီရဲ့ရှိနေပြီလို့ရေးထားတာကိုတွေ့ရမှာပါ။ရိုရိုကဝိုင်ယန်ကအញ្ញံရက်ကြတာသူကငါတို့ကိုဘယ်နည်းနဲ့မဟုတ်အပြက်ရှင်းကျင်တာလေသူမရဲ့စကားကိုငါတို့ယုံလို့ရပါမလားလို့တန်တရားဝင်ပါတယ်။ရှောင်းအန်ကတော့ထိတ်လန့်တကြားနဲ့ဆရာတကယ်ဒုက္ခရောက်နေပါပဲ။ရိုရိုမင်းဒီမှာပဲနေခဲ့ပြီးတောင်ကြားကိုစောင့်ရှောက်ထားပါငါဆရာကိုတွားရှာတော့မယ်လို့ပြောပြီးအမြန်ဆုံးထွက်ခွာသွားပါတော့နဲ့ရိုရိုကလည်းကောင်းပါပြီစိတ်မပူပါနဲ့လို့နှုတ်ဆက်ကြံရိတ်ခဲ့တာပေါ့